ထိုင်းနိုင်ငံစီစာခတ်ပြည်နယ်မှာဖြစ်ခဲ့တဲ့ဒီအဖြစ်အပျက်ကတကယ့်ကိုရင်ထိတ်စရာပါပဲမိသားစုတစုရဲ့အိမ်မွေးခွေးလေးတစ်ကောင်ကအပြင်ကနေတန်ကြီးတင်နေတဲ့ပစ္စည်းတစ်ခုကိုဗဇက်ကကိုက်ချီလာပြီးအိမ်ထဲကိုယူလာခဲ့တာပါမိသားစုဝင်တွေကလည်းအဲ့ဒါကိုပလတ်စတစ်အစလေးပဲဖြစ်မှာပါဒီလိုမဟုတ်လဲအယိုးတုံးလေးပဲနေမှာပါဆိုပြီးတိတ်ဂယုမဆိုင်ခဲ့ကြပါဘူးဒါပေမဲ့အိမ်ရှင်ဖြစ်သူအပြင်ကနေပြန်ရောက်လာတဲ့အခါအဲ့ဒီပစ္စည်းကိုတေချာကြည့်ပြီးတော့မှပဲလက်ပစ်ပုံဖြစ်နေမှန်းသိလိုက်ရတာပါအံ့ဩစရာကောင်းတာကဘုံမှာတက်ထားတဲ့ safety pin ကလည်းမကျွတ်သေးပဲတက်လျက်သားကြီးဖြစ်နေပါတယ်ဒါနဲ့အိမ်ရှင်လည်းအန္တရာယ်ရှိမှန်းသိလို့ချက်ချင်းပဲဘုံကိုအိမ်နဲ့ဝေးရကိုရွှေ့လိုက်ပါတယ်ပြီးတော့မှရဲရွာအုပ်ချုပ်ရေးမှုကိုအကြောင်းကြားရဲတွေနဲ့ဘုံရှင်လေးရဲ့အဖွဲ့ကိုခေါ်လိုက်ရပါတယ်ဘုံဟာတရုတ်နိုင်ငံထုတ်လက်ပစ်ဘုံဖြစ်နေပါတယ်တန်ကြီးတွေတက်နေပေမဲ့ပောက်ကွဲနိုင်သေးတဲ့အနေအထားဖြစ်ပါတယ်။ခွေးလေးကဘုံကိုကိုက်ရင်ပင်ကျွတ်ထွက်သွားတာမျိုးဘုံကိုအရှိန်နဲ့ပစ်ချမိတာမျိုးဖြစ်ခဲ့ရင်ဘာတွေဆက်ဖြစ်ကုန်မဲဆိုတာတွေးတော့မတွေးရဲစရာပါပဲ။နောက်တော့ဘုံကိုလုံခြုံတဲ့တနေရာမှာဖောက်ခွဲဖျက်ဆီးလိုက်တဲ့အခါမြေကြီးထဲမှာတွင်းကြီးဖြစ်သွားတဲ့အထိပောက်ကွဲအားပြင်းထန်တာကိုတွေ့ခဲ့ရပါတယ်